ကျွန်တော်တို့ကတော့ training အနေနဲ့တော့ကျွန်တော်တို့2ပတ်လောက်ပဲကျွန်တော်တို့အချိန်ရတယ်ပေါ့နော်ရက်တူနဲ့ကျွန်တော် training ဆင်းနေရပြင်းပြထန်ထန်လုပ်နေရပေါ့နော်ပြီးတော့လက်ရှိနီးပြကြီးကစားကွက်အောက်မှာကျွန်တော်တို့တွေအဲ့လိုအချိန်မြင်မြန်နဲ့ပေါ့နော်ကျွန်တော်တို့တွေဟိုစူးစမ်းပြီးတော့လိုက်လုပ်ပေးနေရပေါ့နော်ဟုတ်ပြိုင်မဲ့အတင်းတော့လက်ရှိဟိုကြားတဲ့အုပ်စုကတော့ထိုင်းရယ်ဗီယက်နမ်ရယ်အရှိတီမော်ရယ်ပေါ့နော်ဟိုကျွန်တော်တို့ပွဲကြက်တယ်ပေါ့နော်ကျွန်တော်ဟိုကစားမှာပြီးတော့ရက်ကလည်းလိပွဲပြီးချင်း2ရက်လောက်ပဲနားပြီးတော့ကန့်ဝင်လာပြီးတော့ဟိုtraining လုပ်နေရဆိုတော့ရှင်းပြရရင်ကျွန်တော်တို့ဟိုတင်းဝက်မိအောင်အရင်ကျွန်တော်တို့ကယူပြီးတော့ဟိုလက်ရှိပြိုင်ပွဲကိုသွားရမှာပေါ့ဗျာဟုတ်အခုကတော့အတင်းတိုင်းကတော့တိုးတက်နေပြီပေါ့နော်ကျွန်တော်တို့နိုင်ငံကလည်းဟိုလက်ရှိဟိုဖူဆယ်မှာလည်းဟိုတဖြည်းဖြည်းတိုးတက်လာတယ်ပေါ့နော်အားပေးမှုကအဲ့တော့ကျွန်တော်တို့တွေကလည်းဟိုအကောင်းဆုံးရှင်ပြိုင်သွားမှာဟုတ်ကျွန်တော်တို့ကတော့ပြောနေပြောရင်ကျွန်တော်တို့ရှိသမျှခွန်အားလုံးပေးဆက်ပြီးတော့ကျွန်တော်တို့ကစားမယ်လက်ရှိကျွန်တော်တို့ရွေးထားတဲ့အခုလူငယ်တွေနဲ့အားလုံးပေါင်းစည်းပြီးတော့အကောင်းဆုံးစုရအောင်တော့စူးစမ်းသွားမှာပါဟုတ်မြန်မာလေစင်ဖူဆယ်အတင်းကိုလည်းအားပေးပါအောင်လို့ကျွန်တော်တို့အကောင်းဆုံးစူးစမ်းနေပါတယ်လို့ဟုတ် training ကတော့ကျွန်တော်တို့ဒီပွဲပြီးသွားတဲ့တရက်ပဲနားပြီးတော့73ရက်နေ့ညနေတည်းကပေါ့ကန်စဝင်ပြီးတော့အခုလူငယ်ဟာ26ယောက်နဲ့စတင်ပြီးတော့အခုချိန်ထိဟာလုပ်နေတော့မြင်ရတော့ဒီမိပြိုက်လက်ထက်မှာလူငယ်ကစားသမားတွေအများကြီးဟိုပေါ်လာလို့ပဲပြောလို့ရတာဟုတ်စီနီယာကစားသမားတွေနဲ့လူငယ်ကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့အတင်းဆိုတော့ဟာနီးစပ်တော့ကျွန်တော်စီးကိန်းမှာဗီယက်နမ်ရောထိုင်းနဲ့ရောရှင်ကစားဟိုရှင်ပြိုင်မှုရဆိုတော့လက်ရှိအုပ်စုနေထားရလဲဒီထိုင်းရဲ့ဗီယက်နမ်ဟိုတီမောရနဲ့ကြာဆိုတော့ကျွန်တော်ထိုင်းနဲ့ဗီယက်နမ်နဲ့တော့တေချာအကောင်းဆုံးပြင်ဆင်ပြီးကြိုးစားမယ်ကျွန်တော်တို့ကတော့ဟိုဒီလက်ရှိတပွဲချင်းစီပေါ့အများအားပြောနေရတယ်ပွဲချင်းစီပဲအောင်ဆိုင်ပြီးတော့ဟိုလက်ရှိဆိုလဲအုပ်စုတွေနဲ့3ပွဲကိုအကောင်းဆုံးရှင်ပြိုင်မှုဆင်ပြီးလာဒီအခုနောက်ပိုင်းလိရတဲ့ပြိုင်ဆိုင်မှုကအရင်ကတည်းကလည်းအများကြီးပြင်းထန်လာပြီးတော့လူငယ်သားသမားတွေလည်းအများကြီးပေါ်လာတယ်ဆိုတော့ကောင်းပါကျွန်တော်လူငယ်တွေလည်းဟိုကြိုးစားသလိုပေါ့နေရာတစ်ခုရမယ်လို့ထင်ပါတယ်